သိပ္ပံပညာရှင်တွေကဆက်ထဲမှာတက်ရှိတကောင်ကိုအာရုံခံမိလိုက်ပေမဲ့ငှက်လိုပဲထင်ပြီးအရှိန်မြင့်စက်ကိုဖွင့်လိုက်ပါတယ်။ Flint ရဲ့ခန္ဓာကိုယ်ကသဲမော်လီကျူးတွေနဲ့ပေါင်းစပ်သွားပါတယ်။သူပြန်နိုးလာချိန်မှာတကူလုံးကသဲတွေဖြစ်နေပါတယ်။သူ့ကိုယ်သူတည်နိုင်မှုကိုတော့မနှဲစူးစမ်းနေရပေမဲ့ခဏအကြာမှာတော့ခန္ဓာကိုယ်တစ်ခုလုံးပေါ်လာအောင်ထိန်းချုပ်နိုင်သွားပါတယ်။တစ်ဖက်မှာဆေးရုံရောက်နေတဲ့ Harry ကလည်းသတိပြန်ရလာပါတယ်။ဒါပေမဲ့ခေါင်းတန်ရာကြောင့်လက်တလောဖြစ်ပျက်ခဲ့တဲ့မှန်ဉဏ်တွေကိုမေ့နေပါတယ်။ပီတာကိုလည်းစပိုင်ဒါမန်မှမသိတော့ပဲအရင်တုန်းကလိုသူ့အချစ်ဆုံးတငယ်ချင်းလိုပဲမှတ်မိနေတာကြောင့်ပီတာခဏတော့စိတ်အေးသွားရပါတယ်။ MJ ကတော့သူ့သရုပ်ဆောင်တာညံ့တယ်တချင်းဆိုတာလည်းအတန်တိုးလုံးနေဆိုတဲ့အပုတ်ချဝေဖန်ရေးဆောင်ပါတစ်ပုတ်ကြောင့်စိတ်ညစ်နေရပါတယ်။ပီတာကစပိုင်ဒါမန်ဆိုလည်းအဲ့ထက်ဆိုတဲ့ဝေဖန်မှုတွေကြုံရတာပဲလို့နှစ်သိမ့်ပေးပေမဲ့ MJ အတွက်အထောက်အကူမဖြစ်ပဲတစ်မျိုးလုံးချစ်တဲ့ပင့်ကူလူသားနဲ့နှိုင်းယှဉ်ခံရလို့စိတ်ညစ်စရာပိုကောင်းသွားပါတယ်။အဲ့ချိန်မှာရဲရေဒီယိုကနေမှုခင်းတစ်ခုဖြစ်နေတာကြလို့ပီတာကထွက်သွားပါတယ်။သူတို့နှစ်ယောက်လုံးသတိမထားမိလိုက်တာကတော့ပီတာရဲ့အခန်းထဲမှာဂျိုသားတစ်ကောင်ရှိနေတယ်ဆိုတာပဲဖြစ်ပါတယ်။